Hello အားလုံးပဲမင်္ဂလာပါအလုံးမှာကိုတာဝန်ပေးထားတဲ့ကိစ္စတစ်ခုကအခုအခြေအနေဘယ်လိုရှိနေပြီလဲနောက်ဆုံးဘာတွေထူးခြားသွားပြီလဲဆိုတာကိုအမြဲသိချင်နေတဲ့အခါ keep me posted ဆိုတဲ့အသုံးကိုသုံးပါတယ်တခါတည်းအပိသက်အဖြေကိုတောင်းတာမဟုတ်ပဲဂျားတဲ့ကတိုးတက်မှု progress တွေကိုပါသိချင်တဲ့သဘောမျိုးပါဥပမာအနေနဲ့I'm interested in the project results, so please keep me posted. Project ရလဒ်တွေကိုကျွန်တော်စိတ်ဝင်စားလို့အခြေအနေထူးတာရှိရင်အမြဲအသိပေးပါလို့ပြောတာပါ။နောက်ထပ်ဥပမာတစ်ခုကတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်ကအစည်းအဝေးတစ်ခုဒါမှမဟုတ်သင်တန်းတစ်ခုကိုသွားတက်နေတဲ့အခါမှာ keep me posted on what happens during the meeting. အစည်းအဝေးမှာဘာတွေဖြစ်လဲဆိုတာကိုငါ့ကိုလည်းပြန်ပြောပြအောင်နော်ဆိုတဲ့ပုံစံမျိုးနဲ့လည်းသုံးလို့ရပါတယ်။ update me ဆိုတာနဲ့အဓိပ္ပာယ်အတူတူပဲဖြစ်ပေမဲ့ keep me posted ကတော့တခုခုထူးခြားတာနဲ့ချက်ချင်းအသိပေးစေခြင်းတဲ့လေသံမျိုးပို့ပါပါတယ်။ Okay ပါဒီနေ့သင်ခန်းစာကနေလည်းဖူတူတာတစ်ခုခုရရှိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံကြပါမယ်။ Happy learning. Bye bye.